ခဲ့ပြီးပဲလေအရှုံးတွေကိုသိခြင်းလေတို့သာစိတ်ကလေးတူပါအောင်စိတ်ထိခိုက်ဝင်စကားလို့တို့ရများစွာနဲ့လက်ဆွဆွဲလိုက်တာဒီလိုလေးနေတာမဟုတ်ခဲ့ဘူးလားမဖြေရှင်းတော့ဘူးလားကိုယ်တည်းတွေမင်းချနေတာတကယ်မဟုတ်ဘူး telephone နဲ့မကိုင်ချင်တော့ဘူးလားတကယ်တည်းမရဘူးလား